Hello 大家，ဒီနေ့ video မှာပေါ့နော်ဒီ experiment မှာကျွန်တော် free တုံးကနေနဲ့တွားပြီးတော့နှိုက်မှာပဲဖြစ်ပါတယ်ပေါ့နော်ဒီ event မှာဆိုတော့ကျွန်တော်ဆော့တာဘန်းသားမှာဖြစ်တဲ့အတွက်ကျွန်တော် diamond တွေကိုပေါ့လေကျွန်တော်ဝယ်သေးရမလို့အဲ့အတွက်ကျွန်တော်က share ဖောက်ပြန်မှာဖြစ်ပါတယ်sorry guys ဒီဟာလည်း free ticket လာနေပေါ့နော်ဆိုတော့ကျွန်တော်တို့ကဒီကောင်ကလှည့်မှာဖြစ်ပါတယ်ဘယ်လောက်ရမလဲတော့မသိဘူးဝယ်သေးရတဲ့ခေါ်နေဒီကောင်ကကျွန်တော်နောက်မှပြောပြမယ်ဆိုတော့experiment တိုင်းဘယ်လောက်ဖြစ်ရမလဲမသိဘူးဆိုတော့လောရင်ဝင်တက်ကက်ရမယ်ကျော်လောလည်းမယူသေးဘူးဗျာဆိုတော့ free ticket တွေချက်သွားကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာ channel တဲ့အချိန်မှာတက်ကက် okay 90ရတက်ကက်အဲ့တော့စိန်လုံးတွေကဖြည့်မယ်ကွာ250ဖြည့်250 300မှာ okay ပါ250ဖြည့်ပြီးတော့250 300မှာနော်ညူပြီးဆိုတော့ဒီကောင်ကလည်းတူတူလောက်ပဲဟုတ်တယ်ဗျဒီကောင်ကလည်း250ဖြည့်ပြီး250 300မှာဆိုတော့ကျွန်တော် diamond 250ဘယ်လိုမျိုးဖြည့်မလဲဆိုတော့okay ဝီပတ်လေးတော့ရအောင်ဖုန်းဆောင်ရနေစုံနေထစ်တယ်ဟီဘာမှကိုလုံးမရဆိုဝီပတ်ကကျွန်တော်ကဝယ်ရမယ်ဝယ်ရမယ်ရှေ့ဝယ်လိုက်မယ်ဗျာနှစ်ပတ်ဝယ်လိုက်မယ်နော်ဝီကလီပတ်နှစ်ပတ်ဝယ်လိုက်မယ်ဆိုဝီကလီပတ်နှစ်ပတ်ကတော့ဒါမှမဟုတ်200ရမှာဖြစ်ပါတယ်ကျန်တဲ့ဒါမှမဟုတ်50ကျွန်တော်ယူဒီတိုင်းပဲဝယ်လိုက်မယ်okay ပါဆိုတော့ကျွန်တော်ဒီမှာကဒိုင်မွန်ပြောင်းလို့ရတဲ့ coin လေးတွေက2000ကျော်ပဲကျွန်တော်ပဲပေါ့နော်ဆိုတော့အဲ့ဒါဆောင်းရင်းနေလုံးနေဒီ ticket တွေကိုနောက်မှယူလိုက်မယ် experiment ဟောဒီမဲ့တော့ဒီကောင်ယူကျွန်တော်ဒီကောင်လိုချင်တာ12ခုကြီးကြာမဖြစ်နိုင်ဘူးနော်တခုလိုသေးတော့လေကျုံးမယ်မကျုံးသေးဘူး diamond 250အရင်သုံးမှာဆိုတာတွားပြသုံးမယ်250ဘယ်မှာသုံးရမလဲဆိုတော့အဲ့ဒါပဲအဲ့ကြောင်ပြောက်တွေစဉ်းစားရတော့ပြောက်တွေဘေးမှာသွားသုံးရမလဲ250စတားလိုက်ပဲဖောက်လိုက်ရမလားစတားလိုက်ဖောက်လိုက်ရင်လည်းနှမျိုးသေးရတယ်ဖြစ်ကုန်နေပြီဒီမှာ450ဆိုငါတို့မှ90လူသေးရေအဲ့စကင်နေလှည့်လေငါတို့ရမှာမဟုတ်ဆို250ကြီးများတော့ဘာလှည့်ရမလဲမချစ်တော့လှည့်လိုက်ရင်ကောင်းမလားအယောင်ရေးအကြံလေးပေးကြပါဦးလှုပ်ကြပါဦးဟာဒိုင်မွန်250ကဘာသုံးရင်ကောင်းမလို့6ရင်းပါလာတွေကငါမသုံးတော့ဘူးကွာဆိုဒိုင်မွန်ဘယ်လောက်သုံးရမလဲဆိုငါလည်းမသိဘူးဘယ်လောက်သုံးရမလဲစတားလိုက်ပဲတော့ဖောက်မှာဝယ်ခြင်းနဲ့စကင်လည်းမရှိဘူး400ကျော်နဲ့ဘာမှမရဘူးငါပါစတားလိုက်ပဲတော့ဖောက်250ပထမဆုံး30နဲ့စဖောက်မှာနော်30နဲ့ကျွန်တော်သူပြောလို့5ချိန်ဖောက်လိုက်မယ်3ချိန်ရှိသွားပြီပေါ့ရော့ဒါနဲ့ဘယ်နှချိန်ရှိသွားလဲမသိပေါက်သွားလားမပေါက်သေးဘူးဆိုတော့ဒါမျိုး5ချိန်ဖောက်လိုက်မယ်5ချိန်ထပ်ဖောက်လိုက်ပေါက်လိုက်တော့ဟာအေးပေါက်သွားပြီဆိုတော့ငါတို့မှဒါမှမဟုတ်ဘယ်လောက်သုံးလိုက်ပြီးချက်သွားကြည့်အောင် normal ကတ်တယ်ကွာငါနှစ်ခွေပရီမီယံလေးပါလိပြီးတော့ဘာဖြစ်မှမို့လို့တော့လောက်ကြည့်ကြမပြောတော့ဘူးကွာဖုန်းကဆောင်းဝန်းနေထည့်နေပြီရအတန်နေပါထည့်ကုန်ပြီနော်ရချင်းနေရတော့မကောင်းတော့ဘူးတားကြီးတွေမလှတော့ငါကျုံဖုန်းက100နေငါစနိုင်တာအစပယ်မှာပဲတော့သုံးခိုင်းနေဟေးအဲ့လိုဘယ်လောက်ထပ်တော့မှာ250နောက်ထပ်ကိုငါတို့100သုံးအောင်ဒိုင်မွန်100ကြီးကြောင်လည်းများရအီမိုလေးပါလိတော့ဝယ်လိုက်ရမယ်အီမိုက100လုံးရောက်ရေးထစ်တယ်ဒီမှာဘာမှမလုပ်အောင်ငါလည်းခွေတဲ့နာဆောင်းနေတဲ့အဲ့100သုံးရမှာရှင်ရောအဲ့တော့တခါတည်း10ဘုံဖောက်လိုက်မှာပါပရီမီယံပရီမီယံမပေးဘူးပြီးတော့မယူကွာတို့တွေကဘယ်ကောင်မကြည့်တတ်တောင်ပြောကြည့်ဘယ်ကောင်မကြည့်တတ်တောင်โอเคလိုရင်းကိုရောက်ပါပြီလိုရင်းကိုရောက်ပြီဆိုတော့ကျုံးမှာပဲဖြစ်ပါတယ်အဲ့ event နောက်မှလှည့်မယ်မျိုးโอเคပါညယူလိုက်တော့16ကတ်တယ်ရောင်ကြီးဒီကောင်ဘယ်နှကတ်တော့ဒီကောင်16ကတ်ပဲဒီကောင်29က what the fuck bro ဆောင်းမိုက်တယ်ဟေးအောင်ကြီးကြိုက်သွားပြီဒီ event ကိုကြိုက်သွားပြီဆောင်းနေကြိုက်သွားဆိုတော့တန်းတော့လဲမှာဖြစ်ပါတယ်ရော့ပေါပြီးသား second လေးပေါက်မလားလက်ပွေးလေးထည့်မနေ
ngã nhỉ hốt đi bao lại độ qua lần đó ha sao vậy mà bà để sạc ghê này ngã lắm mà kì cái đâu vậy ok ba ha no mê lâu lì qua là đà lì được ba lì được hiểu ha sao vô mà bây bảo qua ngã là khuy mê hí không gì sao này gan số này để hốt ya nó mà hốt đâu qua sao ya sao này xây như là vì nó mà ra cái ngô mà xí à là yêu gì sắp bê xe đây ya yếu bao luôn ha đây ya yêu cái đó cái là chỉ đầu già rồi yêu là bùa nó con nó ai là bùa rồi chú bia hay không phải đâu duyên này là con đừng mà khuy ta hỏi hoa đó già thì hay không nó thong đâu mà đó là đàn hoài duyên này già rồi đã đàn hoài rồi đi ok nhá rồi đang đi chơi này nhỏ sáu mấy nó ok con nó sắc đi về dòng gì cho lại được lẹ không quạng lâm mà kì về đấy toa chạm mà đi ok ba thôi giờ cháu các cô dòng xe lấy về thắc cô mà là mà phía bu alo rồi đâu mà phía bu rồi thái mỗi người mà nó lao gì chạm mà siêu còn ở đâu mà ngoài đó chứ mà toa mày lao gì chạm xem mà bị ayo lấy ra cái nhà vì khoa sáu mấy để dòng gì vô thì lại nó ngoan đồ đã đan nào bộ rồi này trong blue lee được cả đó này hả thầu gì mà bảo đó cho lắc lên đi nè mù đúng bờ đi khối xa này phao mày cái bò này vô nó hơi vậy được mua sao cô up bên dòng gì ít biết rồi nên là mà sâu biêu mẹ cho nó lùi nó qua đã lùi gì nào nhá phone này xong hết đấy quay lý quay nó biết lộ quay bỏ nó qua là đã quay lý cho nó lùi gì nào lau gì rồi mà hộp sắc nghe phát làm cho nó lau gì mà chịu cho nó lùi gì nào qua là đã quay bao lại được đây đây không gì sao vậy mà bà này sắc này như là bên thế đấy rồi mà chỗ đấy đâu mày nặc á bao bây giờ này bà này nghe mấy lịch quả giờ sang đấy dòng ba mắm luôn rồi nó sân này đấy dòng ok bây giờ nhiều thì làm camera trên này liệp đúng không lại ngà là quy quả này cả này giờ chỉ là phong mà xí đồ đây này đã về phong sâu đi phong sau này thu vào để camera trên này đi sau bật lên này nó rồi lẹ quá đi được đó mình bị quá chỗ bao lại được quá là đã nhom bay đồ thắp lâu rồi cắt đấu về vì mà phi nhỏ nhá mấy nhỏ nhá so đàn nó khai đàn mình lên mà phía bạn đây nhiều cái đôi số mày mà mình cứ lúc phương mà thảo về thấy không gì lê của mình lên là gì